南有偏呢，水上这里头，这些还蛮差呀。路听得来这个，这个路也说嘛，一喊你对，也在看人家西瓜地的呀。你们在家地道呀？你的这下面的话，西地的这个，哪套嘛？东上面来挖地切切，南山别别，用过烂烂的绵牙鱼的，牛家那里有对呀的，对自己的从吹有偏呀的，多少温多少，啥人户的个也不烂的。上了这边稀稀漏漏就差的这里，这边到嘞一拍三块块好呀的。上面这边绕个区域，这边到嘞最大都比西欧巡安金山团结，千里要全部面了撇来。人家家大看月深有出家呀工，一路上就是下月也大书包啥呀讲啊，好家干下的这种，来问有个西托呀的这种。3年来讲，这康对买20的不嘛？前年不地下价呗，俺啥的不跟人家的，啥都俺个没西边说的个路，为走的嘛嘛，做他也在心里压的。为了都啥的，他们是那个，山路啥的，说的那个，不比较山大了呀。股票该怎么样了呢？后头也路了家比比中比，收回你吧我的个。这么地的，别看那西子那里，伢一见没地的。န္တရာဘေးကထွက်ပြေးလူမြောက်လူကြတဲ့ယဟန်တို့မြည်သည်နေ့နေ့ညညဒန္ဒဒူရဝိပဿနာဒူရာဆိုတဲ့ဒူရနှစ်ပါးနဲ့သာအချိန်ကုန်ကြရပါတယ်လွတ်လပ်တဲ့အချိန်ပိုးဆိုလို့တခဏကလေးတောင်မှမရမရှိခဲ့ကြပါဘူးဒါကြောင့်စာဝတ်နေမှုမှာတရားတရားရှိတဲ့ဒါယကာမများကိုအမိတဟဲပြုကြရပါတယ်ဒီတော့တယောက်ကျေးဇူးတူးမြတ်တာဆိုသလိုသူတို့အကျိုးရှိအောင်လဲကိုယ်ကပြုကျင့်ရပါတယ်သူတို့ကိုလည်းညွှန်ကြားရပါတယ်ဒါကြောင့်လူညွှန်ခူးစားသူများလို့အထင်မမှားလိုက်ပါဘူးမမဝင်ပါမှားနိုင်ကြအကြောင်းလည်းမရှိပါဗျာစိုးနဲ့ပတ်သက်လို့ပုံသက်တွေဖြစ်တဲ့များအစမတန်ရှိခဲ့ပြီလေအကျေပြောလို့ကုန်မှာမဟုတ်ပါဘူးဒါယကာတို့တူတဲ့စွန်တနက်စားရတိုင်းဒန္တရာကျွေးတစ်ထက်တင်တယ်လို့ယဟန်မြတ်တို့ကမိန့်တော်မူလေးရှိကြပါတယ်အကျဉ်ယဟန်ဒီစွန်ကိုမစင်ញင်မဲစားညာအံ့ထိုယဟန်ဒီရဲနေသောတန်တွေကဲကိုစားသည်မြည်ဤလို့အကြည့်ခံတော့ပမတုတ်မှာအဲ့ဒီလိုဗုဒ္ဓကပြင်းထန်တတိပြီးတော်မူခဲ့ဘူးပါလေဒီအကြောင်းနဲ့ပတ်သက်လို့ဥပဇင်ပြောပြပါဦးမယ်ဗုဒ္ဓသာသနာနှစ်ဦးပိုင်းလောက်ကတောကျောင်းတစ်ကျောင်းမှာမဟာတန်ခရခိတမထေရကြီးတစ်ပါးရှိပါတယ်ဘာသာတို့လူတော်မနေ့ကကြံတဲ့စွန့်ကြံလေးကိုစားမလို့ပါဗျာမနေ့ကကြံတဲ့စွန့်ကြံထမင်းကြံပေမဲ့ရှားဘူးလောင်တတ်တဲ့ပရိထစာကျမဗျာပฏิကူလဘာဝနာကိုယူမယ်နော်မွန်မြတ်စားတော့လက်ကျူအပ်ဘာဝနာ
ဇတ်တစ်ပေါက်စားကတောက်9ပေါက်ယူစီးတာနှစ်တက်စားတောက်လျက်အထွက်ယူစရာစားတော့ဝိုင်းကထုတ်တိခါကွယ်ရပုံးလို့တာတညတာမြသို့လောင်ကြပုတ်ရအကူတာပฏิပူလအာဟာရပွားကြပါဝနာအေးပြစ္ဆောခဏတင်ပြီးတော့စားကျမဖေရပရိသင်္ဃယောနိသောဗိနပါတံပရိဒေဝမိနေဝတဝါယနာမန္တယာနာမန္တနာယနဝိဘုဒနာယယာဝဒေဝဣမတ္တကာယတထိတိယယပနာယဝိဟိန္တုပရတိယဗမတတိယနုကာယဣတိပုရဏေသဝေဒနာပရိဟင်္ဂာမိနဝံဇဝေဒနာနောဘတိတ္တမိယတရာသမေဘောဟိတတိအနာဝိဒါရသဖာသုဝိရာရောသအဲ့ဒီလိုစင်ញင်ဆောင်ပြီးတဲ့နောက်ကိုရင်ကလေးဟာမကြာမီပင်ယဟန္တာဖြစ်သွားပါတယ်။ဟောဩဆရာပါဗျာ။ကြီးညိုဆရာလည်းကောင်းလာပါလေဗျာ။နောက်တစ်ကြောင်းလည်းရှိသေးတယ်တကား။ရှိတုန်းကယဟန်တစ်ပါးဟာရာတရားပြည့်ဝတဲ့တာမိမြောက်ရဲ့အင်ရှိမှာစူးရလိရှိတယ်။မပေါ်နဲ့သမီးညကျတဲ့သမီးညာကိုပဲရုံနဲ့မနေ့ကအမေအဝစားပြီးပြီ။ဒီနေ့ကလည်းအိမ်မှာရှိတဲ့ရှင်းပြီးရှိတဲ့ကလေးနဲ့သမီးတို့သားပြီးဖြစ်သလိုချက်ပြုတ်စားကြတာပေါ့ကွယ်။ဒီပါရဲ့မေရဲ့သူကကြားလာတဲ့ကိုတော်လေးတက်တော့အမေတို့တက်ဖင်ထားတဲ့ဆိုင်ရင်ခံကောင်းလေးကိုစီဦးထားမှနဲ့ချက်ပြီးခေါင်းလိုက်တော့သမီးသိချက်ပါမေသမီးချက်နေပါပြီ။ကဲစဉ်းစားလိုက်စမ်းနာကပြီနာအဲ့ဒီဓာယိကာမသားမိမင်းအမေလည်းမဟုတ်ဘူးမင်းနှမလည်းမဟုတ်ဘူးမင်းရဲ့အတော်မင်းရဲ့တူမလည်းမဟုတ်ဘူးမင်းနဲ့ကိသားတော်ဆက်တဲ့ဆွေမျိုးသားချင်းတွေလည်းမဟုတ်ဘူးမင်းရဲ့ခင်မင်ရင်းနှီးနေတဲ့မိတ်ဆွေအပေါင်းအသင်းတွေလည်းမဟုတ်ဘူးမင်းရဲ့ကျေးဇူးခံကျေးဇူးသားတွေလည်းမဟုတ်ကြဘူးတို့ပါရဲ့နဲ့သူတို့ရောင်းမစားရတဲ့သုံးမွန်သုံးမြတ်စီဦးထောက်ပါတူနေ့စဉ်နဲ့အမျှဘာအကြောင်းကြောင့်မင်းကိုလောင်းလုံနေကြဗုဒ္ဓရဲ့အဆုံးအမကိုခံယူပြီးယဟန်တရားကိုကျင့်ကြံအားထုတ်နေတဲ့ပုဂ္ဂိုလ်လို့ယုံကြည်တဲ့အတွက်ကြောင့်ပေါ့အဲ့ဒါအမှန်ပေါ့ဒီတော့သူတို့ရဲ့စေတနာတရားနဲ့ထိတ်တန်အောင်ကို့မှာအကျင့်သီလအာစရနဲ့မပြည့်ဝခဲ့ရင်သူတို့သွန်းကိုစားရမှာရှက်စရာကြောက်စရာသံဃာမှာဝင်လေးစရာကြီးတာဖြစ်တော့မှာပေါ့ဒီတော့အခုချိန်ကစပြီးသီလသမာဓိပညာဆိုတဲ့ယဟန်တို့ရဲ့သိက္ခာ၃ရပ်ကိုအပြီးအပြတ်ပြည့်စုံပါတော့မယ်လို့မင်းစိတ်ကိုသုံးပြလိုက်တော့နာဂတိနာမထေဟာသုံးငံမှအပြန်ကြောင်းမရောက်ခင်ဗမ်းမှာပင်အရဟတမေခင်ဉာဏ်လင်းကိုရတော်မူပါတယ်အလွန်ကြီးညိုစရာကောင်းလာပါလေဗျာလူတဲ့လူမှလည်းအကျိုးရှိဖုံးပေးတဲ့ယဟန်တော်မှလည်းအကျိုးရှိတာပေါ့ဗျာအဲ့ဒီလိုနှစ်ဦးနှစ်ဝအကျိုးရှိကြတဲ့ပုံသက်တွေတခုလေတော့ပြဦးမယ်ကွာဒီဟိုကျွန်းမှာနှစ်ခုလလို့အမည်ရှိတဲ့သူစင်းရဲတယောက်ရှိတဲ့
ဒီနေ့တော့သွားပြပြီလားကွာမဟာကာမဟုတ်ကဲ့ကိုကြီးရတော့ဒီနေ့တော့သွားပြပါပြီမင်းရဲ့သမီးပြုစားကြတယ်လို့ဝန်တာရှာပါပဲဟုတ်ကဲ့တော့ကြည့်ပြီလားကွာအခုလားဆို7နှစ်ပြည့်ပြီပေါ့ကိုကြီးရဲ့တွေ့စုံကြုံခဲ့ပေါ့ကွာဒီတခါတော့ကျွန်တော်တို့သားပါနေရောမကွဲမကွာနေကြတော့မှာပါဝင်လာပါလေကွာဝင်လာပါတော့မယ်နော်ကိုကြီးရတော့ခီလာမှချမ်းသာပါသေးချမ်းသာပါသေးချမ်းသာပါသေးသူကယောဟနာရွာသားလားဟုတ်နဲ့ဒီရွာတဲ့သားတွေကွာသူခင်ဗျာရင်နာသုံးမလေးကြည့်ပါရဲ့အရင်သဘောရင်းကလည်းပြင်မွေးပါရဲ့ဆင်းရဲလိုက်တယ်လေ